ကြောင့်ဖိန်းအစ်စ်ကဘသူလဲဆိုတာကိုသဘောပေါက်သွားတဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပြီဖြစ်ပြီးဖိန်းတွေကဂျီဝါရီယာကိုတန်ချောင်းတွေနဲ့စိုက်ကအဆုံးသတ်လိုက်ကြပါတယ်သူ့ရဲ့လေချောင်းကလည်းအညစ်ခံလိုက်ရတာကြောင့်ကျေဝသွားပြီးအတန်ထွက်မလာတော့ပဲဂျီဝါရီယာကတဖြည်းဖြည်းသတိလစ်သွားခဲ့ပါတယ်ရှင်နိုဘီတယောက်ဆိုတာသူ့ရဲ့ဘဝမှာဘလို့ရှင်သန်ခဲ့ရလဲဆိုတာအရေးမကြီးပဲဘလို့တည်ဆုံးခဲ့ရလဲဆိုတာနဲ့သာတိုင်းတာလို့ရတာဖြစ်ပါတယ်ဂျီဝါရီယာကသူ့ရဲ့ဘဝမှာအမြဲတမ်းငြင်းခံခဲ့ရပြီးသူ့ရဲ့တငယ်ချင်းကိုလည်းမတားဆီးနိုင်ခဲ့ပဲသူ့ရဲ့ဆရာနဲ့တပည့်တွေကိုလည်းမကာကွယ်နိုင်ခဲ့တာကြောင့်အမြဲတမ်းကြာရှုံးမှုတွေနဲ့ပြည့်နှက်နေတဲ့ရှင်သန်မှုဖြစ်ခဲ့ပါတယ်စာအုပ်တော်ဇလန်တစ်ပုဒ်ကနောက်ဆုံးအဖြစ်ပြက်အလှည့်ပြောင်းနေပေါ်မူတည်ပြီးကောင်းတာဆိုတာကိုခွဲခြားလို့ရတာကြောင့်သူ့ရဲ့ဘဝနောက်ဆုံးအချိန်မှာကြာရှုံးမှုတွေအားလုံးကိုခြေပြတ်နိုင်တဲ့ကောင်းတဲ့အရာတစ်ခုကိုလုပ်ခဲ့ရင်ဟိုကာကဲတွေလိုကြီးမြတ်တဲ့ရှင်နိုဘီတယောက်ဖြစ်သိဆုံးနေတဲ့ကြောင့်ဂျီဝါရီယာကဆုံးဖြတ်ချက်ချထားခဲ့တာဖြစ်ပါတယ်ရှင်နိုဘီလောကကြီးကိုအလှည့်ပြောင်းဖြစ်စေမယ်ဆိုတဲ့ရှေ့ပြဟော့ကဲရဲ့ရွေးချယ်မှုကိုသူကဖိန်းတွေကိုတက်ပြီးကယ်တင်နိုင်နိုင်မယ်လို့ထင်ခဲ့ပေမဲ့သူထင်သလိုဖြစ်မလာခဲ့ပဲသူရဲကောင်းဂျီဝါရီယာရဲ့ဇလန်ကနောက်ဆုံးစာမျက်နှာကိုရောက်လာခဲ့ပြီဖြစ်ပါတယ်ရဲရင်တော်နေညာတယောက်ရဲ့ပုံမြင်ဆိုတဲ့စာအုပ်ရဲ့ဇက်လိုက်ကလည်းဂျီဝါရီယာမဟုတ်ပဲသူကိုယ်တိုင်အမှတ်မထင်နာမည်ပေးခဲ့တဲ့နာရူတိုဆိုတဲ့ကောင်လေးဖြစ်ပြီးပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပြီးဘယ်တော့မှအရှုံးမပေးတတ်ဘူးဆိုတဲ့နေညာလမ်းစဉ်ကိုပိုင်ဆိုင်ထားတဲ့အတွက်သူကိုယ်တိုင်လမ်းပြပေးခဲ့တဲ့တပည့်တယောက်ရဲ့ဆရာအနေနဲ့နောက်ဆန်တင်းနေစရာမလိုပဲစိတ်ချလက်ချသေလို့ရပြီလို့တွေးလိုက်ပါတယ်အဲဒီနောက်ရှိသမျှလက်ကျန်အားနဲ့ထားလိုက်ပြီးဘယ်တော့မှအရှုံးမပေးပဲမှန်ကန်တဲ့ရွေးချယ်မှုအနေနဲ့ဖူကာဆာကူရဲ့ကြော်မှာသူ့ရဲ့နောက်ဆုံးအမှားစာကိုရေးခဲ့လိုက်ပါတယ်နောက်ဆုံးမှာတော့ရှေ့ပြဟော့ကိန်းတွေကကလေးဟာနာရူတိုဆိုတာကိုသိသွားခဲ့ပြီးတဲ့နောက်သူ့ရဲ့တာဝန်တွေအားလုံးကိုလည်းနာရူတိုစီမှာပဲပုံဝဲခဲ့လိုက်ပါတယ်သူရဲ့ကောင်းဂျီဝါရီယာရဲ့ဇလန်အဆုံးသတ်မှာတော့နောက်ဆုံးစာမျက်နှာဟာတက်လာပပဆက်သိမ်းသွားခဲ့ပြီးနောက်ဆက်တွဲစာအုပ်ရဲ့နာမည်ကဥဇူမာကီနာရူတိုရဲ့ဇလန်ကိုခေါင်းစဉ်တက်နေရင်ဂျီဝါရီယာကရေအောက်ထဲကိုတရွရွနင်းမြုပ်သွားခဲ့ပါတယ်အဲ့ချိန်မှာမီရှီလုံးရဲ့နာရူတိုကသူ့ရဲ့ပခုံးကိုတယောက်ယောက်လာပုတ်တာကိုအမှတ်မထင်ခံစားလိုက်ရပါတယ်အဲ့ချိန်မှာပဲယုတ်တိရဲ့ဖူကာဆာကူကဂျီဝါရီယာကောင်လေးကတိုက်ပွဲဝင်ရင်းနဲ့ကြာဆုံးသွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့နာရူတိုလည်းနားမလည်နိုင်ဖြစ်သွားပြီးဘာတွေပြောနေရလဲဆိုတာကိုပြန်မေးပေမဲ့ကြံတဲ့သူတွေကတော့ကြိုးသိထားတဲ့ပုံပေါ်ကြပါတယ်အာကာဆုကီခေါင်းဆောင်ဟာပြင်ပလောကနဲ့အဆက်အသွယ်မရှိရဲ့မိုးရွာမှနေရဲဆိုတဲ့သတင်းကိုကြားတာနဲ့ဂျီဝါရီယာကသူကိုယ်တိုင်သွားကြည့်ခဲ့တာဖြစ်ပြီးသူရဲ့ခေါင်းဆောင်ဖိန်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်နာရူတိုကတော့အဲ့နေရာကိုအဖွားလေးလွတ်လိုက်ကြမလားလို့ဆူနာတဲကိုမေးနေရကြောင်းဆူနာတဲကလည်းဟုတ်တယ်လို့ပဲပြန်ပြောလိုက်ပါတယ်သူ့ဆရာကိုဘာလို့အဲ့လိုအနေအများတဲ့နေရာကိုတယောက်တည်းနှုတ်ဖို့မစင်မချင်းဆုံးဖြတ်လိုက်တာလဲလို့မေးနေရင်းနဲ့ပောက်ကွဲနေပြီမဲ့ဖကာရှီကတော့ဟိုကာကဲရဲ့ခန်းစားချက်တွေကိုလည်းနာရူတိုကအားလုံးထပ်ပို့ပြီးအခုချိန်မှာနားလည်နေတဲ့အကြောင်းပြောရင်းဝင်ထားပါတယ်ခန်းစားချက်တွေပြည့်နေတဲ့နာရူတိုကလည်းဆူနာတဲရှိရလှည့်ထွက်လာခဲ့ပြီးနှံမှုဆရာကြီးက9ယောက်မြောက်ဟိုကာကဲဖြစ်ခဲ့မယ်ဆိုရင်အဖွားလေးဆူနာတဲကိုအဲ့လိုစွန့်စားရတာမျိုးတွေဘယ်တော့မှလောက်ခိုင်းမှမဟုတ်ဘူးလို့ပြောရင်ထွက်သွားပါတယ်နာရူတိုကတော့တယောက်တည်းထွက်လာရင်းနဲ့ဂျီဝါရီယာသူ့ကိုစစ်ခေါ်တိုင်းတင်ပြီးခဲ့တဲ့အချိန်တွေဆရာတပည့်နဲ့ခရီးထွက်ခဲ့ပုံနဲ့အတူတူဖြတ်သန်းခဲ့ရတဲ့အချိန်တွေနဲ့မေးပြလို့မရတဲ့အမတ်တရားတွေကိုစဉ်းစားရင်ဥတီချက်မရှိတရွရွရှောက်လန်းလာခဲ့ပါတယ်နာရူတိုအတွက်တော့ဘယ်နေရာကိုပဲခြေဦးတက်ရသွားသူ့ဆရာနဲ့ပတ်သက်တဲ့အမတ်တရားတွေကိုပဲပြန်တွေ့နေရပြီး3နှစ်ဆိုတဲ့အချိန်ခဏလေးအတွင်းမှာလေ့ကျင့်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ခရီးတူတူထွက်ခဲ့ကြပြီးတဲ့နောက်သူ့ကိုစားတဲ့စားတရက်တည်းတန်မာလာအောင်လေ့ကျင့်ပေးခဲ့ရင်းနဲ့ဆရာတပည့်နှစ်ယောက်ရဲ့တန်ရောစင်ကပို့ပြီးအမြင့်တွယ်လာခဲ့ပါတယ်အဲ့လိုနဲ့ပဲသူအရွယ်ရောက်လာတဲ့အချိန်မှာလေ့ကျင့်ရေးကြောင့်စုပ်ကျဲနေတဲ့အင်ကြီးစားအပြန်တင်စားငှက်တကောင်ကိုလိုက်ဖက်တဲ့အတောင်စုံနဲ့တက်ပေးခဲ့ပါတယ်အမတ်တရားတွေကိုပြန်တွေ့ရင်တလဲချင်းရှောက်လာခဲ့တဲ့အချိန်မှာသူ့ရဲ့လက်ဦးဆရာတယောက်ဖြစ်တဲ့အီရူကာကလည်းမတွေ့ရကြပြီဖြစ်တာကြောင့်ရာမန်သွားစားဖို့ခေါ်ပေမဲ့စားချင်စိတ်မရှိတဲ့အတွက်ညှင်းဆန်ပြီးထွက်ခဲ့လိုက်ပါတယ်အရင်ထက်ပိုလာတယ်ဆိုတဲ့နှာမှုဆက်ဆန်စကားတွေကိုနိုဟာကိုတစ္ဆာဖောက်ဖို့ကြိုးစားရတဲ့သူကိုယ်တိုင်တတ်မယ်လို့ပြောခဲ့တဲ့စကားလုံးတွေလောင်ကစားမှာအမြဲရှုံးတတ်တာကြောင့်သူတင်မဲ့ဘက်ကလောင်လို့ပြောရင်းနဲ့စားနောက်ခဲ့တဲ့ပြောင်းချောချောအပြုတ်မှုတွေနဲ့ဘာကုန်းမှအလေးနဲ့မထားပဲပေါ်တော်တော်ပုံစံနဲ့နေတတ်တဲ့ဂျီဝါရီယာဆိုတဲ့ကောင်လေးအတွက်ဆူနာတဲကလည်းမျက်ရည်တွေခိုးကျနေပြီးအယူကောင်လိုစိတ်ထဲကနေပြောနေခဲ့ပါတယ်အဲ့အချိန်မှာဘယ်တော့မှစီကားတဲ့ဘူးချင်းမရှိတဲ့အခန်းလေးတစ်ခုကလည်းပုံမှန်ထက်ပိုပြီးတိတ်ဆိတ်နေရကြောင်းရင်သွေးထည့်ထားတဲ့အတင်စားရမယ်ဘူးလေးကိုထားခဲ့ပြီးနာရူတိုကအခန်းပြင်ကိုထွက်လာခဲ့ပါတယ်ရွာထဲမှာရှောက်သွားနေရင်းနဲ့လည်း24နာရီစတိုးဆိုင်တစ်ခုကနေနှစ်ခုခွဲလို့ရတဲ့ရေခဲချောင်းလေးဝယ်ခဲ့ပြီးအတူစားပြီးမဲ့နောက်တစ်ယောက်မရှိတော့တာကြောင့်လက်ထဲမှာကင်ထားရင်းနဲ့ပဲတဖြည်းဖြည်းအရေးပြောလာခဲ့ပါတယ်ရေပေါ်ကိုကျလာတဲ့ရေစက်တွေကလည်းရေခဲချောင်းကလာစစ်ကျလာတဲ့မျက်ရည်တွေကခွဲခြားလို့မရပဲဖြစ်နေတဲ့အချိန်မှာနာရူတိုဆိုတဲ့အတန်တဲ့သူခုံတန်းလေးစီကိုအီရူကဆန်ဆဲရရောက်လာပါတယ်သူကြီးပြင်းလာရင်းနဲ့ဖိုကာကဲဖြစ်လာတဲ့အချိန်ထိတန်ဦးစရာကြီးကိုဆက်ပြီးစောင့်ကြည့်နေစေချင်ခဲ့ပေမဲ့သူ့ရဲ့စိုးသွမ်းမှုတွေမယူရဲဆန်မှုတွေနဲ့မရင်းချက်မှုတွေကိုပဲဂျီဝါရီယာကမြင်တွေ့ခဲ့ရတဲ့အကြောင်းနာရူတိုကပြောပါတယ်ဒါပေမဲ့ဂျီဝါရီယာကနာရူတိုကိုအမြဲချီးကျူးနေခဲ့ပြီးသူ့ရဲ့မြေရင်လေးတယောက်လိုပဲခံစားရကြောင်းနဲ့သူ့ရဲ့စိတ်ဓာတ်ကိုနာရူတိုကအမွေဆက်ခံမဲ့သူလို့ယုံကြည်ခဲ့တာကိုအမြဲလိုက်ကြွားနေခဲ့တယ်လို့အီရူကာကပြောပြပါတယ်အခုချိန်ထိလည်းနာရူတိုကိုတဏှာရာကနေစောင့်ကြည့်နေမှဖြစ်တဲ့အတွက်အခုလိုဝမ်းနေပြီးငိုနေတာကိုမြင်သူပြောမှာမဟုတ်ပဲနဲ့ဂျီဝါရီယာခဏခဏချီးကျူးခဲ့တဲ့သူတယောက်ပြစိတ်ရစ်မနေပဲပုံမှန်တိုင်းနေဖို့ပြောပါတယ် Legendary စံနေတယောက်ဖြစ်တဲ့ဂျီဝါရီယာကိုယ်တိုင်ကသူ့ရဲ့အလားအလာရှိဆုံးဂုဏ်ယူရတဲ့ចောင်းသားတယောက်ဖြစ်အတိအမဲ့ပြုသွားခဲ့တာဖြစ်ကြောင်းပြောရင်းနဲ့ရေခဲချောင်းတစ်ဝက်ကိုပေးလိုက်ပြီးငငယ်ရအတိုင်းပဲအီရူကာကတော့နာရူတိုရဲ့အနာမှာဖခင်တယောက်ဖြစ်ရှိနေပေးခဲ့ပါတယ်